Hello အော်ဆွန်တော်ဆိုင်အားလုံးပဲမင်္ဂလာပါဒီနေ့ကျတော့အရန်ကူမအရသာရှိတဲ့မနူတွေမျိုးဖြစ်တဲ့ကနန်းမဆလာလေးပေါ့နော်ထိုင်းလို့တော့ပိုဖာဖုန်ကလေးလေးပေါ့နော်သူရဲ့လှုပ်နည်းလေးကိုကျွန်တော်လာပြီးတော့မြောက်ပြီးသားမှာဖြစ်ပါတယ်ဗျမလောက်စားဘူးတဲ့ကျွန်တော်ရဲ့ညီကူမောင်နှမနဲ့ကျွန်တော်နဲ့အတူ let's go Okay အရင်ဆုံးပြင်ဆင်ထားမယ့်ပစ္စည်းတွေကတော့ကနန်းပေါ့နော်ကနန်းကတော့ကျွန်တော်ပေါင်းထားပြီးသားပေါ့နော်နှုတ်စိတ်ပါမယ်ခယူစီတကြားအချူမုတ်ပေါ့နော်နောက်ပြီးမဆလာမုတ်ပေါ့နော်ကျက်ဦးကျက်တုံငရုတ်ဒီအစိတ်တောက်နောက်ပြီးတော့တရုတ်နဲ့နိုင်နဲ့ကျက်တုံမြေတွေပဲဖြစ်ပါတယ်โอเคကျက်တုံကိုကျွန်တော်တို့၄တောက်ပုံစံလေးကျွန်တော်၄ထားပေးမှာပေါ့နော်ဒါကတော့ကို့အပေါ်မှာပဲမူတည်တာပေါ့နော်ကိုကျက်နေတဲ့အရွယ်ပမာဏနဲ့ကိုလေးလို့ရပါတယ်နောက်ပြီးတော့ကျက်တုံမြေတွေမတူမစီလေး၄ထားပေးမယ်တရုတ်နဲ့နိုင်လေးမတူမစီလေးကျွန်တော်၄ထားပေးမယ်ငရုတ်ဒီအစိတ်တောက်ကိုကျွန်တော်တို့လလပပလေးဖြစ်သွားအောင်ချွန်လေးထားပေးမှာပေါ့နော်ပြီးတော့ကနန်းတကောင်ကိုကျွန်တော်လေးတုပ်တော့တုပ်ထားပေးမယ်ကျွန်တော်စားရလွယ်အောင်ပေါ့ဗျာပြီးတော့ကနန်းမဆလာလေးအနည်းလေးလှုပ်ဖို့ကျွန်တော်ချစ်ဦးတွေထည့်ပါမယ်ပေါ့နော်အရသာလေးကြတော့အချူမုံတကြားခယူးစီနောက်ဆုံးနိုးဆဲတွေထည့်ပြီးတော့မှရောနှောသမားတော့အောင်ကျွန်တော်တို့မှုမယ်ပေါ့နော်အပေါငယ်လေးကြတော့ကိုချိန်ပြီးတော့ထည့်ပေါ့နော်ကျွန်တော်ရတော့တပွဲဆိုရင်ဘလောက်ထည့်မယ်ဆိုပြီးတော့ကျွန်တော်ချိန်ထားပြီးသားပေါ့နော်โอเคစချက်ဖို့စီထည့်ပါမယ်စီလေးပူလာပြီဆိုရင်ကြက်တုံထည့်ပါမယ်ကြက်တုံလေးနွမ်းသားအောင်ကျွန်တော်မှုမယ်โอเคလိုချင်တဲ့အနေထားရောက်ပြီဆိုရင်တော့ကျွန်တော်တို့မဆလာမုံလေးထည့်မယ်နောက်ထပ်ရောနှောသမားသွားအောင်ကျွန်တော်ပြန်မှုမယ်မဆလာမုံလေးအနံ့လေးမွေးလိုက်ပြီဆိုရင်ကျွန်တော်ကနန်းထည့်လို့ရပါပြီပေါ့နော်အနံ့လေးထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ပြစ်ပြင်မယ်ပေါ့နော်တကယ်လို့ပြစ်မတက်တဲ့သူတွေကြတော့ရိုးရိုးလေးပဲမွေးပေါ့ဗျာနော်အဲ့လောက်အနေထားရပြီဆိုရင်တော့ကျက်တုံတရွတ်နဲ့လီထားတဲ့ငရုတ်စိတ်တောက်နဲ့ထည့်ပြီးတော့မှနောက်ထပ်အနေငယ်ဖြတ်မှုမယ်ပေါ့နော်ဒီအားလုံးရောနှောသမားသားပြီဆိုရင်တော့ဖြော်ထားတဲ့ကျက်ဦးရထည့်ပြီးတော့မှဖြည်းဖြည်းချင်းစီကျွန်တော်မိအေးအေးလေးနဲ့ကျွန်တော်မှုပါပေါ့နော်မီးတအားကြီးမကြီးစေတော့ဗျာမီးအရန်ကြီးသွားရင်တော့ကျွန်တော်တို့ကျက်ဦးတွေအနစ်တွေကျွန်တော်တူးသွားနိုင်ပါတယ်โอเคအဲ့လိုဆွေဝါရောင်လေးအနေထားရပြီဆိုရင်တော့ကျွန်တော်တို့ပူပပုံကလေးဟင်းလေးကကျက်ပါပြီကျွန်တော်ရဲ့ညီကူမတော်မလေးပြန်ပြီးတော့ချက်စားကြပါဗျာနော်အမတမစားလို့ကောင်းပါတယ်အယောင်လေးကတော့ရှယ်ပဲဗျာစားခြင်းစရာကြီးโอเคအရင်ကမှအရသာရှိတဲ့ကနန်းမဆလာဟင်းလေးတပွဲရပါပြီခင်ဗျာဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်โอเคဘိုင်ဘိုင်